အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2026ခုနှစ်ဇန်နဝါရီလ2ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လိုင်းညချမ်းပါလို့ပြည်သူပေါင်းနှုတ်ဆက်တတ်ပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ကတာမြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်စခန်း၄ခုအထိတော်လိုင်းတပ်တွေကသိမ်းထားပြီးမြို့ထဲအထိထိုးစစ်ဆင်နေကြပါပြီခင်ဗျာ BGF တပ်တွေက KNA ဗတ်တစိတ်ပြောင်းလဲတဲ့ကိစ္စစစ်တပ်ကသဘောမတူဘူးလို့သိရပါတယ် BGF နဲ့ပူးတွဲထားတဲ့တပ်အချို့ကိုအကြမ်းဖက်စစ်တပ်ကချက်ချင်းပြန်ရုပ်သိမ်းနေကြပြီလို့လည်းဆိုပါတယ်ခင်ဗျာမကွေးတိုင်းထဲမှာတပ်မမှုလိုက်ပါလာတဲ့ကားကိုလာကြိုတဲ့စစ်အုပ်စုရင်နှန်းတိုက်ခိုက်ခံရပြီး16ဦးသေဆုံးပါတယ်နိုင်ငံတော်ကမြို့38မြို့ကိုသိမ်းပိုက်ထားပြီး42မြို့ကို PDF နဲ့မဟာမိတ်တွေဝိုင်းဝန်းပိတ်ဆို့ထားကြောင်း NUG ကထုတ်ပြန်ပါတယ်ပဲခူးမှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်တိုက်ခိုက်ခံရပြီးဗိုလ်ကြီးပါဝင်6ဦးသေပြီးတော့9ဦးကိုတော့ရှင်ဖမ်းမိပါတယ်ခင်ဗျာအင်းတော်မြို့နယ်စာတင်ကျောင်းဘုံကျက်ခံရပြီး grade 12ကျောင်းသူ2ဦးသေဆုံးပြီးတော့2ဦးဒဏ်ရာရသွားပါတယ်ဒီသတင်းတွေနဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရပါပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကတာမြို့သိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကော်မရှင်တပ်စခန်း၄ခုအထိကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ရရှိထားတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်ခင်ဗျာမြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲတဲ့ဒီဇင်ဘာ26ရက်ကမြို့ပြင်မှာရှိတဲ့ကာကင်းစခန်း2ခုနဲ့ဒီဇင်ဘာ30ရက်မှာမြို့တွင်အမှတ်9နဲ့အမှတ်10ရပ်ကွက်မှာရှိတဲ့အထိုင်စခန်း2ခုကိုတော်လိုင်းပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်ကျွန်တော်တို့မြို့ပြင်ကကာကင်း2ခုရဲ့နောက်မြို့ထဲမှာရှိတဲ့ရက်ကွက်9ကစစ်ကော်မရှင်ထိုင်ထားတဲ့စိုးမိုးကုန်းဘုံကြီးကျောင်းပေါ်နောက်ရက်ကွက်10ကဇေဒီကုန်းထိုင်တဲ့နေရာရဲ့လက်ရှိကတော့ရထားပြီကျန်တာမြို့ထဲကိုအကုန်လုံးဝင်သွားကြပြီတော်လိုင်းတပ်တွေမြို့ထဲကိုတောက်လျှောက်ရောက်သွားပြီမြို့ရဲ့တဝက်အထိကိုဝင်သွားပြီမြို့လေကောင်တို့ပြောလို့ရမှာပေါ့ဆိုပြီးကတာဒေသခံတော်လိုင်းတပ်ဖွဲ့ဝင်တို့ကရှင်းပြပါတယ်ခင်ဗျာဇန်နဝါရီ2ရက်ဒီကနေ့မနက်ပိုင်းမှာတော့ထောက်ပို့လင်းရင်2စီးနဲ့ခမရ309တရင်ကိုရိတ်ခါနဲ့တပ်သားတွေပို့ပေးနေတာကိုမြင်တွေ့ရပြီးလက်နက်ကြီးဒရုန်းတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတွေတောက်လျှောက်ဖြစ်နေကြတယ်လို့သူကဆိုပါတယ်ခင်ဗျာလက်ရှိမှာအကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေအနေနဲ့ကတာမြို့ခြေဆိုင်ခမရ309တရင်တစ်ခုကနေပဲတော်လိုင်းတပ်ဖွဲ့တွေကိုခုခံနိုင်တော့တယ်လို့တပ်တွင်းကနေဒရုန်းတွေသုံးပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေနေတိုင်းလှုပ်ဆောင်နေတာကြောင့်လူနေအိမ်တွေပျက်စီးမှုရှိနေတယ်လို့သိရပါတယ်ခင်ဗျာကတာမြို့ပေါ်မှာနေထိုင်ကြတဲ့မြို့ကန်ပြည်သူတွေအနေနဲ့တိုက်ပွဲစဖြစ်တဲ့ဒီဇင်ဘာ26ရက်ကနေနေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒီဇင်ဘာ30ရက်နေ့မှာတော့ပိတ်မိကြံခဲ့တဲ့ပြည်သူတွေကိုတော်လိုင်းတပ်တွေကကူညီပြီးတော့ကယ်ထုတ်ပေးခဲ့ကြတယ်လို့သူကဆက်ပြီးတော့ရှင်းပြပါတယ်ကတာမြို့ကထွက်သွားတဲ့စစ်ပေးရှောင်တွေဟာမြို့နီးနားမှာရှိတဲ့နဘာမြို့မော်လူမြို့မဲစာရွာအင်းတော်မြို့နယ်မြကြီးနားမန္တလေးစတဲ့ဒေသတွေကိုတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါတယ်ကတာမြို့ဟာအေရီမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ခရိုင်မြို့ဖြစ်ပြီးရက်ကွက်17ခုနဲ့ကျေးရွာပေါင်း20နီးပါးရှိကမြို့ပေါ်လူဦးရေ2000ကျော်နေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်ကတာခရိုင်တွင်းမှာရှိတဲ့ကတာဗမောက်နဲ့အင်းတော်စတဲ့မြို့နယ်3ခုအပါအဝင်ဒီအင်းတော်နဲ့ဗမောက်မြို့နယ်တွေကို2025ခုနှစ်အတွင်းမှာတော်လိုင်းရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားနိုင်တာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းပုဒ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက2025ခုနှစ်ဒီဇင်ဘာလကုန်ထိတနိုင်ငံလုံးတိုင်းတာနဲ့မြို့ပေါင်း38မြို့ကိုအပြည့်အဝသိမ်းပိုက်ထားပြီးနောက်ထပ်42မြို့နယ်ကိုလည်းဆက်လက်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားကြောင်းမြို့သားမျိုးရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့2025ခုနှစ်စစ်ရေးတိုးတက်ဖြစ်ပေါ်မှုအခြေအနေအစီရင်ခံစာမှာဖော်ပြထားပါတယ်။ကချင်၊ကရင်နီ၊ကရင်၊ချင်း၊ရခိုင်၊စကိုင်း၊မန္တလေးနဲ့ရှမ်းမြောက်ဒေသတွေအပြင်မကွေး၊တနင်္သာရီဒေသအထိမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပြီးမန်စီ၊ဖလန်း၊အင်းတော်၊ဗမောက်မော်တောင်မြို့တွေကိုလည်းအပြည့်အဝသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါအပြင်ဗမော်ကြောက်ဖြူဖာပွန်ကတာစင်ပီကျွန်းမြို့တွေကိုလည်းမဟာမိတ်တော်လှန်ရေးအင်အားစုတွေကရန်သူဘက်စစ်ရေးအင်အားတွေကိုဆက်လက်ပြင်းပြင်းထန်ထန်နဲ့ဖိအားပေးတိုက်ခိုက်နေတယ်လို့ပြောဆိုထားပါတယ်။လက်ရှိချိန်မှာလည်းတော်လှန်ရေးအောင်နိုင်ဖို့အတွက်မဟာဗျူဟာကျတဲ့အရေးကြီးတဲ့နေမြေတွေကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးကိုလည်းစုစည်းမှုအင်အားနဲ့အားထုတ်ကြိုးပမ်းလျက်ရှိကြောင်းပြည်သူလူထုကိုအတိပေးပြောကြားလိုပါတယ်လို့ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကနှစ်သက်ကူမိန့်ခွန်းမှာထည့်သွင်းပြီးတော့ပြောကြားခဲ့ပါသေးတယ်ခင်ဗျာမြို့တော်လိုင်းရဲ့အင်အားစုတွေအားလုံးဟာအထူးသဖြင့်စီရေးကဏ္ဍဘက်မှာဗဟိုကွက်ကဲမှုတစ်ခုတည်းအောက်မှာစုစည်းနိုင်မယ်ဆိုရင်အကြမ်းဖက်စစ်အုပ်စုကိုအမြင့်ပြတ်ချေမှုန်းနိုင်ဖို့အကောင်းဆုံးအင်အားတစ်ခုဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောဆိုပါတယ်တော်လိုင်းအင်အားစုတွေအနေနဲ့စစ်တောင်းမြဝန်းဒေသရန်ကုန်မန္တလေးလမ်းဟောင်းပိုင်းနဲ့မွန်တလင်းသာရီအမှတ်8ပြည်တော်စုလမ်းမကြီးတစ်လျှောက်စိုးမိုးထိန်းချုပ်ရေးကိုလည်းအရှိန်အုံမြင့်တင်ပြီးတော့ဆောင်ရွက်နေကြောင်းလည်းထုတ်ပြန်ချက်ထဲမှာအသိပေးထားပါတယ်။ကချင်ရခိုင်ချင်းကရင်နဲ့တနင်္သာရီဒေသတွင်းမှာရှိတဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့စခန်းအချို့ကိုလည်းတော်လိုင်းရေးဖွဲ့တွေကထိန်းချုပ်ထားလာနိုင်ပြီလို့ပြောဆိုထားပါတယ်ခင်ဗျာ။အချိန်ကအရေးကြီးလာတဲ့မျှဒီ2026ခုနှစ်အတွင်းမှာတော့ကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေအနေနဲ့ပို့ပြီးတော့စူးစီးပြီးပိုပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ဒေါ်လာရင်းကိုအကောင်းမွန်ဆုံးဥဆောင်သွားကြဖို့အင်မတန်အရေးကြီးနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့မြို့သားညီရွေးဆိုရအနေနဲ့
ဒီကဏ္ဍကိုအထူးအလေးပေးပြီးတော့ဆောင်ရွက်သားကြမယ်ဆိုတာကိုလည်းပြည်သူအလုံးကိုအသိပေးတင်ပြလိုပါတယ်လို့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်ခင်ဗျာဒါ့အပြင်2025ခုနှစ်တစ်နှစ်လုံးအတွင်းမန္တလေးမကွေးပဲခူးတနင်္သာရီနဲ့ AR တိုင်းဒေသကြီးတွေမှာတော်လှန်ရေးစိုးမိုးထိန်းချုပ်မှုတက်ရောက်လာတဲ့နေမြေတွေပို့ပြီးတော့ပေါ်ထွန်းလာကစစ်အုပ်ချုပ်ရေးစနစ်အချို့ကျဆင်းလာကပြည်သူ့အုပ်ချုပ်ရေးစနစ်ထူထောင်နိုင်မှုပို့ပြီးတော့အားကောင်းခိုင်မာလာတယ်ဆိုတာနဲ့ PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေကတော်လှန်ရေးရဲ့ရည်မှန်းချက်ကိုတတိုင်းမတ်ဆက်လက်ပြီးတော့ကြိုးပမ်းနေတယ်လို့အတည်ပြုပြောဆိုထားပါတယ်ခင်ဗျာမကွေးတိုင်းကသတင်းနဲ့ဆက်ချင်ပါတယ်မကွေးတိုင်းပခုတ်ကူခရိုင်လကတ2036တက်ကတပ်မမှုလိုက်ပါလာတဲ့ကားကိုလာကြိုတဲ့စစ်အုပ်စုရင်နှန်းကိုတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးမှုရှိတယ်လို့ပခုတ်ကူခရိုင်အမှတ်19တရင်ကပြောပါတယ်ခင်ဗျာဒီဇင်ဘာ30ရက်နေ့မှာလကတ2036တက်ကနေကားလေးစီးနဲ့ထွက်လာတဲ့စစ်အုပ်စုရင်နှန်းကိုလာကြိုတဲ့တံပြားကားတစ်စီးအေစီကားတစ်စီးကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကခြုံခိုပြီးတော့တိုက်ခိုက်ခဲ့ကြတာပါအဲ့တိုက်ခိုက်မှုကြောင့်စစ်အုပ်စုတပ်သား16ယောက်သေဆုံးပြီး3ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ခြုံခိုတိုက်ခိုက်တာကလာကြိုတဲ့ကားနှစ်စီးကိုတိုက်တာဗျကားလေးစီးမှာတက်မှမှုပါတယ်ပြောရရင်တက်မှမှုပါတဲ့ကားကိုကြိုကြတာပေါ့လာကြိုတဲ့ကားနှစ်စီးမှာဘိုးအဆင့်ပါတဲ့စစ်သားတွေပါတယ်ဘိုးအဆင့်ပါတဲ့ကောင်လဲတည်တယ်လို့ပခုတ်ကူခရိုင်အမှတ်19တရင်တာဝန်ရှိသူကအခြေအနေကိုရှင်းပြပါတယ်ခင်ဗျာအပြန်အလှန်ထိတွေ့ပစ်ခတ်မှုတနင်္လာနေ့ပါဖြစ်ခဲ့ပြီးကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းတပ်သား1ယောက်ကြာဆုံးခဲ့ရပါတယ်တိုက်ပွဲတွေမှာစုစုဝင်တပ်သားတွေစီကနေခွန်ကိုတလက် MA1 4လက် MA3 3လက်နဲ့အခြားဆက်ဆက်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့ပါသေးတယ်ခင်ဗျာအခုလိုထိတွေ့ပစ်ခတ်မှုမှာအထိနာသွားတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေဟာညာရင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြေးရွာတဝိုက်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်စုဖွဲ့မှုစစ်ကြောင်းနှင့် PDF ပကဖ LDF ပခုတ်ကူခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ပခုတ်ကူခရိုင်အမှတ်4 17 19တရင်တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ဒီဇင်ဘာ24ရက်နေ့ကလည်းပခုတ်ကူခရိုင်အမှတ်19တရင်ပူးပေါင်းတပ်ဖွဲ့ဟာစစ်ဖြူမြို့နယ်တန်စလုံးကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ရှုံးကောင်စီတပ်သား3ယောက်သေဆုံးပြီးတော့1ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်ဒါ့အပြင်ဒီဇင်ဘာ23ရက်ကလည်းစစ်ဖြူမြို့နယ်ကပ္ပစ22ကိုတွဲတန်းထားတဲ့လျှက်စစ်မဟာဓာတ်အားလိုင်းဓာတ်တိုင်တွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ကပ္ပစ22ထပ်ထဲကိုလည်း rocket တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာပဲခူးတိုင်းကသတင်းနဲ့ဆက်ချင်ပါတယ်ပဲခူးတိုင်းပဲခူးမြို့နယ်မှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးဗိုလ်ကြီးပါဝင်6ယောက်သေဆုံးပြီးတော့9ယောက်ကိုစစ်တုံးမှအဖြစ်နဲ့ဖမ်းမိခဲ့တယ်လို့အမှတ်2စစ်စင်ရေးနယ်မြေကဇန်နဝါရီလ1ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဒီဇင်ဘာ28ရက်ကပဲခူးမြို့နယ်အတွင်းအတူရောင်ရွေးကောက်ပွဲကိုစတင်ကန့်ကွက်ကြောင်းဆန္ဒပြနေတဲ့အချိန်စစ်ကြောင်းထိုးပြီးတော့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါမိနစ်40လောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ရှုံးကောင်စီတပ်ဘက်ကဗိုလ်ကြီး1ယောက်အရာခံဗိုလ်1ယောက်စင်းဗိုလ်1ယောက်နဲ့အခြားတပ်သားအဆင့်3ယောက်သေဆုံးပြီးတော့ကြံတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာတွေနဲ့ကစင့်ကလေးအားစုခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်9ယောက်ကိုလည်းစစ်တုံးမှအဖြစ်နဲ့ဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်ငယ်12လက်နဲ့ခဲယမ်းလက်ပစ်ဗုံးစကားပြောစက်တွေနဲ့အခြားစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်ခင်ဗျာတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကုကဲမှုအောက်မှာရှိတဲ့အမှတ်3901တရင်တပ်ခွဲ3ရဲဘော်တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့နေကြားဆောင် BGF တပ်တွေကိုဇန်နဝါရီလ1ရက်နေ့ကစတင်ပြီး KNA ခေါ်ကရင်မျိုးသားတပ်မတော်ဗဒစိတ်ပြောင်းလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်ကသဘောမတူတဲ့အတွက် BGF တပ်တွေနဲ့ပူးတွဲထားတဲ့တပ်ချို့ကိုချက်ချင်းပြန်လဲရုပ်သိမ်းနေကြောင်းကရင်စီရေးသတင်းရင်းမြစ်နဲ့တပ်တိုင်းဝမ်ကပြောပါတယ်ခင်ဗျာ BGF တပ်တွေရဲ့ဗဒစိတ်တွေကို KNA တစိတ်ကိုစတင်ပြောင်းလဲမှုကိုစစ်တပ်ထံကိုကြိုတင်ပြီးတော့အကြောင်းကြားခဲ့တာမရှိဘဲဗဒစိတ်ပြောင်းလဲသွားချိန်မှာလဲစစ်တပ်ကခေါ်ယူမေးမြန်းညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ကြောင်းဒါပေမဲ့ KNA ဗဒစိတ်ပြောင်းလဲမှုကိစ္စနဲ့ပတ်သက်ပြီး BGF တပ်ချို့ကအတိပေးယုံတာအတိပေးပြီးညှိနှိုင်းမှုမပြုခဲ့ကြောင်းဒါကြောင့်မလို့စစ်တပ်က KNA ဗဒစိတ်ပြောင်းလဲမှုကိုသဘောမတူတဲ့အတွက် BGF နဲ့တွဲဖက်ထားတဲ့စစ်တပ်တရင်တပ်ဖွဲ့တချို့ကိုပြန်လည်ရုပ်သိမ်းနေကြောင်းသိရှိရတာဖြစ်ပါတယ်။လိုင်းဝက်မြို့နယ် BGF တရင်1316နဲ့တရင်တွေမှာတွဲဖက်ထားတဲ့စစ်တပ်တွေအကုန်မင်းညကအထုတ်ထုတ်ခိုင်းတယ်အခုပဲအကုန်ကားတွေနဲ့ပြန်ခေါ်နေပြီးဗဒစိတ်ပြောင်းတာမကြေလည်တာလို့သိရတယ်။ BGF တွေဘက်ကလည်းကြီးကြီးပြူပဲစစ်သားတွေကိုပြန်ထွက်ခွင့်ပေးနေတယ်ရွှေကုတ်ကိုနဲ့ KK ဘက်မှာတွဲထားတဲ့စစ်တပ်တွေလည်းမြရီမြို့ပေါ်ကိုပြန်ခေါ်နေပြီလို့သိရတယ်စစ်တပ်တွေထွက်သွားပြီလားမထွက်သွားသေးဘူးလားဆိုတာတော့မသိရသေးဘူးသိရသလောက်တော့ BGF နဲ့တွဲထားတဲ့စစ်တပ်တွေကိုပြန်ခေါ်နေတာသူတို့ချင်းမကြေလည်သေးတော့ခဏတက်တွေပြန်ခေါ်တဲ့သဘောလို့ထင်ပါတယ်ဆိုပြီးကရင်စီရေးသတင်းမြစ်ကရှင်းပြပါတယ်လိုင်းပေါ်မြို့နယ် BGF တပ်ရင်း1316ကတွဲဖက်ထားတဲ့စစ်သား20ကျော်ဝန်းကျင်ကိုဒီကနေ့မိုးလယ်ပိုင်းမှာစစ်တပ်ကစစ်ကားတွေနဲ့လာရောက်ခေါ်ယူသွားပြီးအခြား BGF တပ်ရင်းတွေလည်းတွဲဖက်ထားတဲ့စစ်သားတွေကိုစစ်ကားတွေနဲ့ပြန်လည်ပြီးတော့လိုက်လံခေါ်ယူနေတယ်လို့သိရပါတယ်။ဇန်နဝါရီ1ရက်နေ့ညပိုင်းမှာ
တပ်ဘက်ကနေ BGF တိုင်းအနေနဲ့တွဲဖက်ထားတဲ့စစ်သားမိသားစုတွေကိုတတိနဲ့နေကြဖို့အကြောင်းကြားတယ်ဒီနေ့မနေ့10နာရီမှာအားလုံးတက်ပြောင်းရမယ်ဆိုပြီးတော့အထုပ်ပြင်ကြဖို့အကြောင်းကြားပါတယ်အခုမိုးလွဲပိုင်းမှာဒီတပ်မတော်ကစစ်ကားတွေလာကြိုတယ်စုစုပေါင်းစစ်သား20ကျော်နဲ့မိသားစုဝင်တွေအားလုံးပြောင်းနေကြပြီလို့ဒီတက်ပြောင်းမှုကိုတည်တည်ချာချာသိရှိထားတဲ့သတင်းမြစ်တူကရှင်းပြပါတယ်BGF တက်နဲ့2နဲ့ BGF တက်နဲ့3ပူးတွဲထားတဲ့စစ်သားအလုံးကိုစစ်တပ်ကပြန်လည်ခုံနေတာဖြစ်ကြောင်းနောက်ဆက်တွဲသတင်းတွေရသိရပါတယ်လက်တလုံးမှာ BGF တက်တွေမှာဗတ်တစိတ်မပြောင်းမဲနဲ့စစ်တပ်လက်အောက်ခံဒီစစ်ယူနီဖောင်းပြောင်းလဲဝတ်ဆင်မဲ့ BGF တက်တချို့လည်းရှိနေပြီးတက်နဲ့1နဲ့တက်နဲ့4မှာဗတ်တစိတ်မပြောင်းလဲသေးကြောင်းအဲ့ဒီဗတ်တစိတ်မပြောင်းတဲ့ BGF တက်တွေကစစ်တပ်နဲ့ဓာတ်ရိုက်ချိတ်ဆက်နေကြကြောင်း KNA ဗတ်တစိတ်ပြောင်းလဲသွားတဲ့ BGF တက်တွေအနေနဲ့လည်းဘယ်လိုမျိုးသဘောထားနဲ့ရက်ဒီမာကိုတည်တည်ချာချာမသိရှိရသေးတဲ့အတွက်မှတ်ချက်ပေးဖို့စောလွန်နေကြောင်းကရင်စီရေးသတင်းမြစ်ကသုံးသပ်ပါတယ်အခုကဗတ်တစိတ်ပြောင်းတာမပြောင်းတာအပေါ်ပဲပြောနေကြတာသူတို့ရက်ဒီချက်ပြောင်းမလားမပြောင်းလားကျွန်တော်တို့လည်းမသိဘူးရက်ဒီချက်မပြောင်းပဲဗတ်တစိတ်ပဲပြောင်းတာဆိုရင်ဘာမှဖြစ်လာစရာမရှိဘူးကရင်မျိုးကိုကရင်မပိုင်နိုင်ဘူးစစ်တပ်လက်ဝဲခံပဲဖြစ်မှာပဲ KNA ဗတ်တစိတ်ပြောင်းတာကိုစစ်တပ်ကကြီးကြီးပြူပြူလက်ခံပေးလိုက်ရင်လေပြဿနာကပြေလည်သွားစရာရှိတယ်မင်းတို့ဗတ်တစိတ်ပြောင်းတာလက်ခံတယ်ရက်ဒီချက်မပြောင်းနဲ့ဆိုရင်လေဘာမှသိမထူဘူးဒီတော့ဘာဖြစ်လာမလဲဆိုတာပြောဖို့စောသေးတယ်ဆိုပြီးကရင်စီရေးသတင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကြောင်းကောက်စီတဲ့ရဲ့ပြည်သူကိုဘုံကျဲတက်ဖြတ်တဲ့သတင်းတွေနဲ့ဆက်ချင်ပါတယ်။စကိုင်းတိုင်းအင်းတော်မြို့နယ်မော်လူဒေသကစာတင်ကျောင်းကိုစစ်ကြောင်းကောက်စီကဘုံကျဲလို့ Grade 12ကျောင်းသူတအုပ်သေဆုံးပြီးတော့2ဦးဒဏ်ရာရတယ်လို့သိရပါတယ်။မော်လူဒေသရွာရှိရွာစာတင်ကျောင်းကိုဒီကနေ့ဇန်နဝါရီ2ရက်မနက်7:18မိနစ်နဲ့20မိနစ်မှာဘုံနှလုံးကျဲတာလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။တရဦးကနေတက်လာပြီးတော့ကျဲတာကျောင်းအိမ်ကျောင်းသားနေကြတာစာတင်ကျောင်းကိုတည်ပြီးတော့ပြစ်တာပါလို့အင်းတော်မြို့ခံတအုပ်ကပြောပါတယ်ခင်ဗျာ။အခြားဒေသခံတအုပ်ကလည်းကျောင်းရင်ကျောင်းသားဖွင့်နေတာပါတည်တဲ့ကောင်မလေးကတခြားရွာကနေလာနေတာတခြားကျောင်းသူ2ယောက်လည်းဒဏ်ရာပြင်းတယ်လို့သူကပြောပါတယ်ခင်ဗျာဒေတာရင်းစီရင်နဲ့လုံခြုံရေးသတင်းတွေဖော်ပြနေတဲ့ Inner Revolution IR ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Grade 12ကျောင်းသူ2ဦးသေဆုံးပြီးတော့နောက်ထပ်ကျောင်းသူ2ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်တိုက်ပွဲနဲ့စီရင်လှုပ်ရှားတာမျိုးမရှိဘဲစစ်ရှုံးကောင်စီတပ်ကအခုလိုဘုံကျဲတာလို့သိရပါတယ်ခင်ဗျာလေကြောင်းတိုက်ခိုက်ခံရမှုမှာနေတချို့လည်းပျက်စီးသွားတယ်လို့သိရပါတယ်အင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကျောင်းသားတပ်မတော် ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက2025 April 9 ရက်နေ့မှာသိမ်းယူခဲ့ပြီးမော်လူဒေသကိုတော့2023ခုနှစ်ကတည်းကတော်လိုင်းတပ်တွေကသိမ်းယူထားတာပါ။စကိုင်းတိုင်းမှာဇန်နဝါရီ1ရက်မနေ့ကလည်းတပင်းမြို့နယ်ကစစ်ပေးရှောင်းတွေခုံလုံနေတဲ့စာတင်ကျောင်းကိုစစ်ရှုံးကောင်စီတပ်ကလေကြောင်းကနေဘုံကျဲလို့အရက်သား9ဦးဒဏ်ရာရခဲ့ပါသေးတယ်ခင်ဗျာ။